မင်းကိုတန်ဖိုးမထားတဲ့သူတွေနားမှာဘာလို့အတင်းနေနေတာလဲမင်းရဲ့တန်ဖိုးကိုသိတဲ့သူနဲ့ပဲခရီးဆက်ပါမှားယွင်းတဲ့လူတွေကြားမှာနေရာရဖို့ကြိုးစားနေတာဟာတင့်ရဲ့တန်ဖိုးကိုဖျက်ဆီးနေတာနဲ့အတူတူပါပဲနံပါတ်1ရွှေကိုခဲမဖြူစည်းနဲ့မရောင်းပါနဲ့တင်ကဘလောက်ပဲတန်ဖိုးရှိတဲ့သူဖြစ်ပါစေတန်ဖိုးမသိတဲ့သူတွေကြားမှာတော့တင်ဟာတန်မှန်လူတစ်ယောက်ပါပဲတင့်ကိုအတိမတ်မပြုတဲ့နေရာမှာအတင်းဝင်မဆန့်ပါနဲ့တင့်တန်ဖိုးကိုနားလေတဲ့မှန်ကန်တဲ့လူတွေစီကိုပဲသွားပါနံပါတ်2တောင်းမှန်တိုးလျိုခြင်းကမေတ္တာမဟုတ်ဘူးတင့်ကိုအလေးမထားတဲ့သူတယောက်စီကဂရုစိုက်မှုကိုတောင်းခံနေရတာဟာတင့်ကိုတင်နှိမ်ချနေတာပါစစ်မှန်တဲ့ဆက်ဆံရေးမှာတင့်တန်ဖိုးကိုတင်သက်တည်ပြနေရမလို့ပဲသူတို့ကအလိုလိုသိနေရပါမယ်နံပါတ်3လူနည်းပေမဲ့အရေးအသွေးရှိပါစေလူအများကြီးရဲ့ဝန်းရံမှုကိုရဖို့ထက်တင့်ကိုတကယ်နားလည်ပြီးတန်ဖိုးထားတဲ့လူနည်းစုနဲ့ခီးဆက်ရတာကပိုပြီးစိတ်အေးချမ်းရပါတယ်တင့်ကိုအားရင်ပေးတဲ့သူတွေနဲ့ပဲအချိန်ဖြုံးပါတင့်ကိုအားရင်ကုန်ခန်းစေတဲ့သူတွေကိုလွတ်ချလိုက်ပါအနှစ်ချုပ်တင်ဟာရွေးချယ်စရာတစ်ခုမဟုတ်ပါဘူးဦးစားပြီးဖြစ်တဲ့တန်ဖိုးရှိသူတယောက်ပါစာဖတ်သူတို့ရောကိုတန်ဖိုးကိုမသိတဲ့သူတွေကြောင့်စိတ်နာကျင်ခဲ့ဘူးလားဒီဗီဒီယိုလေးကတယောက်ယောက်အတွက်နှိုးဆက်ဖြစ်စေမယ်ထင်ရင် share ပေးလိုက်ပါဦးဗျာ